စစ်တွေမှာကြံနေတဲ့လက်ကြံချင်းများတွေကကဲအခုဘာပြောရင်မှတ်လဲပြောလိုက်တဲ့စကားကတော့မားလာအတွက်အားရှိစရာပဲနော်ဘလို့ပြောလိုက်ဆိုရင်ဒီစစ်တွေမျိုးတာအာရကတက်တော်အပီးသိမ့်မဲ့ဆိုလို့ရှိရင်အလံပြူထောင်မှုအစင်သစ်ဖြစ်ပြီးခဲ့ပြီးရောဟိုစီးပွားရေးပါတကူကြီးဟာလားဘလောက်ထိတော်လဲမတော်လဲဒီဘီလာရုမှာရှိတယ်ဟာလားဒီဒေဝါရီခံတော့မဲ့ဖနက်ကုမ္ပဏီကိုလက်မှတ်ထိုးခဲ့အဲ့ဒါပဲကြည့်ဒီကနေ့22ရက်8လ2026ရဲ့ဒေါ်လာအားသေးစီစဉ်ကနေဒေါ်လာမိဘပြည်သူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျဒီတော့ကျွန်တော်ရဲ့ဒေါ်လာအားသေးအစီအစဉ်ကိုဒီနေ့ဘာလေးနဲ့စကြင်လဲဆိုရင်ဒီ spicy တို့ရဲ့ကိစ္စနဲ့စလိုက်ပါနော် spicy ရဲ့ဘယ်ကိစ္စလဲဆိုတော့ဒီ spicy ဘာမဟုတ်ဘူးနော်အခုလက်ရှိဟာလာဒီ online တို့ Facebook တို့ TikTok တို့ YouTube တို့မှာဘာတွေခက်စားနေလဲဘယ်ကိစ္စကြီးလဲဆိုရင်ဒီလိုပါအခုတလောဟာလာဒီ online မှာဒီမာလာဒီစီးပွားရေးမကြွမ်းမဲနဲ့ဟာလာဘွဲရသွားတဲ့ကိစ္စဒီဘွဲရသွားတဲ့ကိစ္စကိုတော်တော်များများဒါပြောလဲပြောကြတယ်ခစ်တော်စားနေတယ်အဲ့တော့တချို့တွေကမေးကြတယ်နော်ဘာမေးလဲဆိုတော့သူတို့သိကျင်တာပေါ့နော်ရုရှားကဒီစစ်ဗိုလ်ချုပ်တယောက်ကိုတဲ့ဒီစကားမဘက်ကပေါ့နော်ဒီတီရီပြန်ချီဆိုတဲ့ဘွဲကိုပေးလိုက်တယ်အဲ့တော့ဟိုရုရှားနားလေလားမလဲတော့မသိဘူးဘာလာပဲပေးလိုက်တယ်အဲ့လိုမျိုးပဲပြည်တွင်းမှာလည်းဟာလာဒီတီရီပြန်ချီတီရီဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးဘွဲတွေပေးတယ်အဲ့တော့တချို့ကဘာသိကျင်လဲဆိုတော့ဒီတီရီပြန်ချီဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲအဲ့တော့ကျွန်တော်မေးကြတယ်မေးကြတော့ဒီတီရီပြန်ချီရဲ့အဓိပ္ပာယ်ကိုကျွန်တော်ဒီကနေရှင်းပြပါမယ်ဒီစစ်တပ်ကပေးတဲ့တီရီပြန်ချီဆိုတာတခြားမဟုတ်ပါဘူးเนาะဒီ science ကတီရီမမော်ရဲ့ညီမလေးနာမည်ပါเนาะတီရီမမော်ရဲ့ညီမလေးပါเนาะတီရီပြန်ချီတော့အဲ့ဒါအပြင်နောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိတယ်နောက်ထပ်အဓိပ္ပာယ်ဘယ်လိုလဲဆိုဒီတီရီဆိုတဲ့ကောင်မလေးရဲ့ယောက်ျားဆိုဆိုင်မှာသွားပြီးတော့ဘီယာချတာပေါ့เนาะများသွားတဲ့ခါကျတော့သူအိမ်ကိုမပြန်နိုင်ဘူးမပြန်နိုင်ရတဲ့အတွက်အဲ့တီရီဆိုတဲ့ကောင်မလေးရပဲအိမ်ကိုသူ့ယောက်ျားကိုပြန်ပြီးတော့ခြီလာတဲ့အတွက်ဒါတီရီပြန်ချီဖြစ်သွားပါတယ်เนาะအဲ့တော့ကျွန်တော်သိတယ်လို့ပါအဲ့တော့အခုလိုပြောပြတော့ဟာလာတချို့ကလည်းထပ်မေးကြတယ်ဟုတ်ပြီသူတို့လည်းဒီတီရီပြန်ချီဘွဲကိုလိုချင်တယ်ပေါ့နော်အဲ့တော့တီရီပြန်ချီဘွဲကိုစစ်တက်ချီရအောင်ဘယ်လိုလုပ်ရလဲပေါ့နော်ဒီတီရီပြန်ချီဘွဲရသွားတဲ့လူတွေရဲ့နီးစနစ်ပေါ့နော်အဲ့ဒါလေးသိရင်တော့ကိုပေါ့စီပြောပြပါဆိုတော့ကဲကျွန်တော်ပြောပြမယ်ဒီစကားမပေးတဲ့တီရီပြန်ချီဘွဲကိုရဖို့ဆိုတာသူကလုံးတဲ့နီးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟာလာဒီအရင်ဆုံးတစ်လက်အုပ်ချီတဲ့နော်ဒီဘွဲရဖို့တော့လက်အုပ်ချီတဲ့မယ်ပြီးရင်ဒီလူကြီးတွေနဲ့တွေ့ရင်ငိုပြတတ်တယ်နော်အဲဆိုနေချင်းပြီးတယ်ဟုတ်ပြီနောက်ထပ်နီးတွေလည်းရှိတယ်အခုလိုမျိုးဟာလာဒီစကားမကိုတွေ့လိုက်တာနဲ့လက်အုပ်ချီတာတို့ငိုပြတာတို့အပြင်နော်ဒီစကားမဘာပဲလုပ်မှန်ပါတယ်တော်ပါတယ်ကောင်းပါတယ်လုံသင့်ပါတယ်ဖြစ်ထိုက်ပါတယ်ဆိုတဲ့ဒီအကြောင်းအရာတွေကိုဒီစကားမဟာလာဘဲကြီးတွေနဲ့တွေ့တိုင်းအမြဲတမ်းပြောရေပတ်မဝင်အောင်လာပြောအဲ့ဒီတီရီပြန်ချီဆိုတဲ့ဟာအော်တိုရသွားလိုက်နော်ဒီလိုဟာတွေကဒီလိုရတယ်ပေါ့နော်ဒါပေမဲ့တခုလို့ရှိပါတယ်အမှန်ကန်လှုပ်ပြီးတော့ဒီလိုဘွဲတွေရသွားတဲ့လူတွေအများကြီးရှိတယ်အဲ့လူတွေကိုမပြောလို့တချို့အကြံဖန်တဲ့ဟလာဒီဘုံကြီးတွေ့တော့လက်အုပ်မချီဘူးအဲ့စကားမတွေ့လက်အုပ်ချီတဲ့ဟာတွေအဲ့လိုဟာတွေကြတော့ဒါမျိုးဘွဲကိုသူအဲ့လိုလုံရင်လည်းအော်တိုရသွားတယ်နောက်တစ်ခုထပ်ပြောရရင်ကျွန်တော်တို့တိုင်းပြည်မှာအခုလိုပြဿနာပေါင်းစုံဖြစ်နေတာနော်အစင်မပြေတာတွေဖြစ်နေတာဘယ်သူကြောင့်လဲဘယ်သူကြောင့်မှမဟုတ်ဘူးအဲ့လူတွေ့တာနဲ့လက်အုပ်ချီတဲ့လူတွေကြောင့်ဟလာဒီလိုမျိုးတွေဖြစ်နေတာထပ်ပြောရမယ်ဆိုရင်စကားမအခုတည်းကမြဲနေတာလေသူတို့ကြောင့်ပဲเนาะအဲ့လက်အုပ်ချီတဲ့လူတွေကြောင့်နောက်တစ်ခုထပ်ပြောရင်ကျွန်တော်တို့တိုင်းပြည်ဟလာသူများအောက်ရောက်နေတာအာနာရှင်တော်လို့မဟုတ်ဘူးเนาะအဲ့လိုဘေးကအမြောက်ပင်းနေများတဲ့အတွက်စကားမအခုတည်းကမြဲနေတာအဲ့လိုပြောဟာမဆိုင်ဘူးလေဆိုင်တာပေါ့တိတ်ကိုဆိုင်တယ်เนาะဘာကြောင့်လဲဆိုရင်တချို့ကမေးကြတယ်ဗျတော်လည်းကြီးကြာတယ်เนาะတဲ့ဟုတ်တယ်ကြာမှာပေါ့ဘာကြောင့်ကြာတာလဲကိုနဲ့မဆိုင်ဘူးဆိုတဲ့လူတွေရှိနေတဲ့အတွက်ဒီလိုကြာနေတာဟုတ်ပြီကိုနဲ့မသက်ဆိုင်ဘူးဆိုတဲ့လူတွေအတိဝင်တဲ့တနေ့တော်လည်းကြီးအော်တိုပြီးတယ်နော်စကားမောက်တနန်းဖောက်เสียတော့မလို့နော်အဲ့တီးဘာပြန်ချီညာပြန်ချီတွေကဟာလာလက်အုပ်ချီနေတဲ့အတွက်အခုတည်းကမပြီးတာသူတို့အားလုံးလက်အုပ်မချီဘဲနဲ့ဗျာဒီလိုပဲပြလိုက်ပါကျိုးသွားမယ်ပဲပြလိုက်တော်လည်းကြီးချက်ချင်းပြီးအဲ့လိုမျိုးလက်အုပ်ချီတဲ့လူတွေအပြင်ကဲတချို့ရှိသေးတယ်ဘာလဲငါတော့ဘယ်သူမှမပါဘူးအလဲမာနေမဲ့လူဆိုတာတက်ရှိတယ်အဲ့တော့တခုပဲပြောလိုက်မယ်ကိုယ့်ဘက်ကအလဲမာပဲနေအောက်မှာပဲနေအထက်မှာပဲနေဟာလာကုန်စင်းလုံးတက်တဲ့အခါကျရင်အလဲမာနေတဲ့လူလဲဒီဈေးပဲနော်ဘောမတဲ့လူလည်းဒီဈေးပဲရိုးသူလည်းဒီဈေးပဲအဲ့ဒါကိုကြီးကျယ်နေကဲအခုတို့ကပြောတယ်ငါတို့ကဘယ်ဘက်မှပေါ့အလဲမနေတယ်အလဲမနေတော့အခုကုန်စင်းတို့တက်တော့မခံစားအောင်နောက်တစ်ခုထပ်ပြောရင်ကျွန်တော်တို့တိုင်းပြည်ကိုတရုတ်အစိုးရရုရှားအစိုးရဥပမာဘီလာရုအစိုးရဟာလားခြေလေရတယ်အဲ့လိုမျိုးခြေလေပေမဲ့ပြည်သူချင်းကြတော့နားလည်မှုရှိတယ်ဘယ်လောက်ထိလဲဆိုရင်ရုရှားကဒီပူတင်တို့ဟာလားမြန်မာပြည်ကိုခြေလေခြင်းပေမဲ့ရုရှားမှာရှိတဲ့ပြည်သူတချို့ဟာကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ပြည်သူတွေကိုဘယ်လိုနားလည်ပေးလဲဆိုရင်ကဲကျွန်တော်ဗီဒီယိုလေးဖွင့်ပြမယ်ကြည့်လိုက်ပါဒါရုရှားပြည်သူတွေပြောတာနော်သိတယ်သူတို့သိတာပေါ့
ဒါပဲစာလန်ထိုးလာလေနော်ဒါရုရှားကပြည်သူတချို့ရေဖွင့်တယ်သူတို့လည်းဒီလိုမျိုးခံစားရတယ်စာလန်ထိုးလာလေနော်အဲ့ဒါပဲနော်ဒါကြောင့်အာဏာရှင်တွေကဘလို့ပဲနှိပ်ကိုပြည်သူအချင်းချင်းကြောင့်နားလေတယ်အဲ့တော့ရုရှားမှာရှိတဲ့ပြည်သူတချို့တော့မြန်မာပြည်မှာရှိတဲ့ပြည်သူတွေကိုနားလေပေးကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ပြည်သူတွေကအချင်းချင်းပိုနားလေဝယ်ပိုမကောင်းဘူးလားခုနလိုဒါလုတ်တဲ့လူတွေကမကြမ်းဒါလေးပဲလုတ်ပြလိုက်ပွဲပြီးတယ်ထပ်ပြောရမယ်ဆိုရင်ဟလာမလာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကကြည့်မရတယ်လို့ပဲရုရှားမှာလည်းပူတင်ကိုသူ့ပြည်သူတွေကကြည့်မရဘူးအဲ့တော့အာဏာရှင်ကိုတွန်းလှန်ပါဆိုဒါပဲနော်အဲ့တော့မလာဆိုတဲ့ပုံကလည်းသူ့ကိုမတွန်းလှန်သေးရတော့မှခေါ်ကဘယ်တော့မှမစင်ဘူးတကယ်ပြောတာသေသွားရင်တော့ဒီခေါင်းပေါင်းစားတကားကားနဲ့နကရိုင်တကားကားနဲ့ဟလာတရေလောကမှာသူကဆရာကြီးလုံးနေဒီအချင်းကြီးနောက်တစ်ခုတခြားမကြည့်နဲ့ဟလာသူ့ကိုယုံစားပြီးတော့အခုဝန်ထမ်းလုပ်တဲ့ဟာလေ100မှာ80လောကပြရခက်ကုန်ဘာကြောင့်မလောက်မငါနဲ့ပြီးတဲ့ဟာနဲ့ရတဲ့ဟာနဲ့ကုန်တဲ့ဟာနဲ့ဒီအချင်းကြီးဖြစ်သွားပြီနောက်တစ်ခုဘောမရဲ့အနေချောင်းနေဆိုပြီးတော့မားတဲ့ဟာတွေအခုဘာဖြစ်လဲမားတဲ့ဟာတွေရောသူတို့အမျိုးတွေရောထောက်ခံတဲ့ဟာတွေရောကဲအခုရှေ့ထဲမှာပျောက်သွားတာအများကြီးပဲအဲကြောင့်ဘောမရဲ့ကြီးမာဆိုတာထောက်ပြောတာကိုမတဲ့ဘောကကိုရန်ပြန်ရှာတတ်တယ်ဒီတော့မားလာလက်ထက်မှာအဲ့ဒီဝန်ထမ်းတွေစစ်သားတွေရဲတွေဟာလားဘယ်လောက်ထိအခြေအနေကောင်းလားမကောင်းလားအရင်တော့ယူနီဖောင်းတကားကားနဲ့ရက်ွက်တဲ့ဝင်လိုက်ထွက်လိုက်လုပ်တဲ့ချင်းညာသူ့ရက်ွက်တဲ့သူပြန်မလာရဲတော့ရဲလဲဒီလိုမျိုးပဲကျတော့အဲ့လိုဟာတွေမားလောက်ထပ်ပြီးထောက်ခံမယ်ဆိုရင်ဘာဖြစ်မလဲအေးပြက်မယ်အစားပြက်မယ်အထိုင်ခတ်မယ်အသွားခတ်မယ်အလာခတ်မယ်ဒါပဲအဲ့တော့တချို့ကဘာတင်လဲဆိုတော့ဒီမားလာရုရှားသွားလို့ဟာလားပြန်လာရင်အလုတ်ကိုင်းတွေပါလာမယ်လို့ထင်တာမထင်နဲ့ဟိုစီးပွားရေးပါတကူကြီးဟာလားဘယ်လောက်ထိတော်လဲမတော်လဲဒီဘီလာရုမှာရှိတယ်ဟာလားဒီဒေဝါရီခံတော့မဲ့ဖနက်ကုမ္ပဏီကိုလက်မှတ်ထိုးခဲ့အဲ့ဒါပဲကြည့်ဘယ်လောက်ထိစီးပွားရေးကိုနားလဲမနားလဲလေနောက်တစ်ခုရှိတယ်ဟိုဘက်ကသူ့ကိုဖိတ်တယ်ဆိုတော့ဂျင်းထဲဖို့ဖိတ်တာဂျင်းထဲဖို့ဖိတ်တာဟိုဘက်သူ့ကိုခေါ်လိုက်တယ်ခေါ်ပြီးလို့ရှိရင်ဟာလားဒီအရှုံးပေါ်တဲ့လုပ်ငန်းတွေကိုမားလာကိုထိုးထည့်လိုက်တယ်ပြီးတဲ့အခါမှာဟာလားမားလာပြန်ပြီးတော့ share ခေါ်တဲ့ဒီမြို့တစ်စီမံကိန်းကြောင့်ဘယ်ဘောစီမှအထင်မကြီးဘူးနော်အဲ့တော့ဒီရုရှားတို့တရုတ်တို့ဘာတို့ကဒီမားလာကိုဖိတ်တယ်ဆိုတော့ဖိတ်ချင်လို့ဖိတ်တာမဟုတ်ဘူးဂျင်းထဲဖို့ဖိတ်တာဟာလားဟိုလဲရောက်တော့မားလာ share ပြန်ခေါ်တယ်သူသားလို့တဲ့ဒီမြို့တစ်စီမံကိန်းမှာဟာလား share ဝင်မှုအတွက်အဲ့လိုလဲပြောလိုက်ရောရုရှားရောတရုတ်ရောဘီလာရုရောအိန္ဒိယရောဘာတန်ထွက်လဲဘာတန်မှမထွက်ဘူးမားလာအနေထားမခိုင်မာတော့ဘူးဆိုတာသူတို့သိတယ်ဟာလားသိတဲ့အတွက်မားလာကိုခေါ်လိုက်တယ်ဒီရောက်တော့ဟာလားဘာမှမဟုတ်တဲ့ဘွဲတစ်ပွဲပေးလိုက်ပြီးလဲပြီးတော့ဂျင်းတွေတိတ်ထည့်လိုက်ဒါပဲနော်ဟိုကခေါ်တဲ့ဂျင်းထည့်တယ်ပြီးရင်ပြန်လာတယ်ပြန်ရောက်တယ်ဘာထူးလေပြီးသူတို့ဘာမှမထူးဘူးနိုင်ငံတို့လည်းဘာမှမထူးဘူးသူပြန်လာလိုက်မလုံးတဲ့မကင်တဲ့ဟာလားတက်အောင်ကန်းလို့တော့ဒီမှာအရှုံးတွေပေါ်လိုက်ပြီးတိုင်းပြည်ကဘဏ္ဍာငွေတွေယူလိုက်ဟာလားရှုံးမှများတဲ့အတွက်ဘာဖြစ်လဲတိုင်းပြည်မှာလည်းကုန်ပြီနောက်တစ်ခုမားလာနဲ့ဒီလိုက်သွားတဲ့ခရိုနီတွေကလည်းသူမလိုက်လို့မရဘူးမလိုက်ရင်လည်းဂျင်းအောင်အဲ့ဒီအတွက်နောက်ကနေရောင်ကန်းနဲ့ရှောက်လိုက်ရတယ်ဒီအခြေအနေဖြစ်သွားပြီကဲဒီတော့ဒီလိုအရေးမရအဖက်မရတဲ့မားလာကိုခဏထားပြီးကျွန်တော်တို့အားသေးတောက်ဖို့အချိန်ရောက်ပါပြီပထမဆုံးအားသေးရတော့ဒီလိုပါရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ဒီစကမရဲ့တောင်ပေါ်ဦးရေတက်ပေါ့နော်တောင်ပေါ်ဦးရေတက်တိုက်ပွဲမှာဒီစကမဘက်ကဟာလာကြီးကုန်သွားပြီနော်ကြီးကုန်ရေကုန်တဲ့အတွက်ဒီကြားထဲမှာမဂိမ်းမင်းနဲ့ကြံခဲ့တဲ့ချင်းညာတွေကဲပြေးလိုက်တာမှအတန်းလိုက်ဗျာဒီအနေထားဖြစ်သွားပြီအဲ့လိုစကမဘက်ကဟာလာအတန်းလိုက်ပြေးလေဘာဖြစ်လဲလွန်လန်းမမြင်ဘူးနော်လွတ်လန်းမမြင်တဲ့အပြင်ကဲအနောက်ကနေအာရခတက်တော်အေးကလိုက်သမားလိုက်တော့ဘာဖြစ်လဲကဲလမ်းမှာနေကျွတ်တန်းဝင်တဲ့ချင်းညာတွေမှာအုပ်လိုက်ဖြစ်သွားပြီအဲ့လိုအုပ်လိုက်ကျွတ်တန်းဝင်တဲ့အပြင်ကဲကြမ်းတဲ့ချင်းညာတွေဆိုရင်ရိုးမာတယ်မှာကဲလမ်းပြောက်ရေငတ်အစာငတ်ပြီးကဲတောထဲတွေရွာလဲတဲ့အနေထားဖြစ်သွားပြီအဲ့တော့ဒီလိုမျိုးချင်းညာတွေတောထဲမှာရွာလဲတာရှေ့မှာဖြစ်စေနေရှိတယ်ဘယ်နေရာမှာလဲဆိုရင်ဒီတက်မှာ1နဲ့တက်မှာ9ကြားမှာနော်ဒီစကားမှာစစ်ကူလွတ်လိုက်တယ်အဲ့ဒီစစ်ကူလွတ်လိုက်တဲ့ချင်းညာတွေတောလန်းကိုမကျွမ်းတဲ့အတွက်ဘာဖြစ်လဲလမ်းမှာလည်းအစာငတ်ရေငတ်ပြီးတော့တော်လိုင်းဘက်ကပြစ်စရာမလိုဘူးနော်အော်တိုပွဲချင်းပြီးတာအဲ့လိုပွဲချင်းပြီးတဲ့အခါကျတော့ဟာလာတော်လိုင်းဘက်ကားလေးနဲ့သွားပြီးတော့တနက်ဒီကားပေါ်ကောက်တယ်ဒီအခြေအနေဖြစ်သွားတယ်အဲ့တော့ဒီလိုမျိုးဟာလာတော်ထဲမှာအစာငတ်ရေငတ်ပြီးတော့ရွာလဲတဲ့ကိစ္စတွေကရှေ့မှာတာရကတွေရှိတယ်အဲ့တော့တော်မကျွမ်းရင်တော့မောပန်းမှာပဲဆိုတာဒါဒီလိုအားစိတ်သတင်းတွေနဲ့အတူကဲထက်လာပြီအာရကတက်တော်အေဘက်ကခဲအခုကျင်းညာပြီဘလို့ကျင်းညာလဲစစ်တွေမျိုးကိုအချိန်မျိုးသိမ့်ပိုက်နိုင်တဲ့ view ဟာလာပြီနော်လာဖို့အတွက်ကိုသတင်းလွှင့်လိုက်တဲ့အတွက်ဘာဖြစ်လဲစကားမဘက်ကရောင်ငန်းငန်းဖြစ်သွားပြီအဲ့လိုရောင်ငန်းငန်းဖြစ်တဲ့အပြင်ကိုစစ်တွေမှာကြံနေတဲ့လက်ကြံချင်းညာတွေကကဲအခုဘာပြောရင်မှတ်လဲပြောလိုက်တဲ့စကားကတော့မားလာအတွက်အားရှိစရာပဲနော်ဘလို့ပြောလိုက်ရဆိုရင်ဒီစစ်တွေမျိုးကအာရကတက်တော်အပီးသိမ့်မယ်ဆိုလို့ရှိရင်အလံပြူထောင်မှုအစင်သစ်ဖြစ်ပြီခဲပြီးရော
အဲ့တော့ဒီရုရှားပြန် spicy ကိုထားခဲ့ပြီးလစ်ကြပြီနော်အလံပြူထောင်ဖို့တော့အစင်သစ်ဖြစ်နေပြီတဲ့ကဲဟိုကသိမ့်မယ်ပဲပြောလိုက်တာဟာလားဒီလိုမျိုးဟာလားဒီလောက်ရှုံးတာကိုတချို့ဘောမတွေကလက်မခံဘူးဘယ်လောက်ထိလက်မခံလဲဆိုရင်ကဲ lobby ရဲ့ line ပေါ်អော်တယ်ဘလို့អော်လဲရခိုင်ကိုသူတို့နိုင်နေပြီတဲ့ဟုတ်ပြီဘယ်နေရာမှာနိုင်တာလဲဘယ်စခန်းလဲဘယ်မြို့လဲဒါလေးတော့ရှင်းပြဖို့လိုတယ်လေနော်သူတို့နိုင်နေပြီလို့လည်းပြောနေတာဗျာဟာလားဒီအာရခတက်တော် AA ဘက်ကိုစကားမှ2နှစ်ရှိပြီတွတ်တိုက်တာဘယ်စကမ်းရတာကြားဘူးလေဘယ်မျိုးလို့ပြန်သိမ့်လိုက်ပြီဆိုတဲ့တဲ့ဘယ်တော့ကြားဘူးလေမြမတန်မှာတခါမလာဘူးတော့မြောက်ဒီမှာလည်းမလာဘူးအဲ့တော့စကားမအနေနဲ့ဟာလားလေနဲ့ဘုံကျဲတယ်ဟုတ်ပြီလေနဲ့ဘုံကျဲနေပြီဟာလားမြေပြင်မှာဘာမှအလုံးမဖြစ်တော့ဘူးနော်မြေပြင်မှာစကားမအနေထားတက်လိုက်ကြလိုက်ရှုံးလိုက်လှူလိုက်ဒီအဆင့်ဖြစ်သွားပြီနော်တက်မယ်ကြမယ်ရှုံးတယ်လှူတယ်ဒီအနေထားပဲเนาะဒါပဲရှိတယ်အဲ့တော့ကြံတစ်ဖက်ကိုပြန်ကြည့်မယ်ဆိုရင်အာရခတက်တော် AU ကိုစကားမဟလာအလဲကွဲရှုံးတယ်ဒီလိုမျိုးပဲကျွန်တော်တို့ဒေါ်လာရင်းဘက်ကဟလာ SCEF ကအခုစကားမမကြုံဘူးတဲ့ viewer တွေလာတော့မယ်နော်ဟလာတိုင်းဒေသအသီးသီးကိုဟန်ချက်ညီညီနဲ့ထိုးစစ်ဆင်ဖို့အတွက်လှုံ့ဆော်နေပြီတဲ့ကဲဒီသတင်းကိုပြည်သူအားလုံးတော့မကြားတာစကားမကြားပြီးပြီကြားပြီးလို့ဟလာဟိုသွားဒီသွားဟိုလုတ်ဒီလုတ်ဒါတွေဖြစ်သွားတာနောက်တစ်ခုထပ်ပြောရမယ်ဆိုရင်ဟာလာစစ်တပ်ကိုအားကိုးတဲ့ဟာတွေအဲ့လိုအနေထားချက်ရင်ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်စောင့်ကြည့်ဖို့လိုပြီအဲ့တော့မကြခင်မှာမြို့ပေါ်တွေကိုရောက်လာဖို့ရှိတယ်နော်အဲ့ချိန်ကျရင်ဘယ်လိုနေမလဲဆိုတာစောင့်ကြည့်ရမယ်နောက်တစ်ခုသူတို့အားကိုးတဲ့ဒီစကားမဟာလာပြည်သူအပေါ်မပြောနဲ့သူတို့အပေါ်ဘယ်လောက်ထိရုပ်တယ်လဲဆိုရင်ကဲအခုပဲကြည့်ဝင်းတွင်းဘက်မှာရှိတဲ့ဒီထွေအုပ်ဝန်ထမ်းရဲ့အိမ်ပေါ်နော်ဒီထွေအုပ်ကဝန်ထမ်းရဲ့အိမ်ပေါ်တက်ပြီးတော့ဟာလာလူငယ်တွေကိုပေါ်တာဆွဲတဲ့အထိဖြစ်သွားပြီကဲအဲ့လိုမျိုးပေါ်တာဆွဲတဲ့အတွက်အဲ့ဒီထွေအုပ်ကလူကြီးကယ်ပြီလားမကယ်ဘူးဘယ်အမတ်ကယ်ပြီလဲ no ဘယ်ဝင်ကြီးကယ်ပြီလဲဘယ်သူမှမကယ်ဘူးဒီအချိန်မှာသူတို့ကစကားစားအထက်ပိုင်းတဲ့တပေါင်းတစည်းတည်းပဲနော်အဲ့တော့ပြည်သူနဲ့ပူးပေါင်းပါဆိုတော့ဝန်ထမ်းတွေကိုဒါကိုပြောတာပါခင်ဗျားတို့မသိတဲ့အခြားတစ်ဖက်မှာစကားမရဲ့အရှုံးကအကြီးပဲဘာကြောင့်လဲအာရခတက်တော် AA ရဲ့ဟာလာကျင်ညာချက်မှာဆိုရင်ဒီရခိုင်ဘက်မှာဆိုရင်အခုစကားမဘက်ကအများကြီးအညံ့ခံတယ်ဟာလာလက်နဲ့ချတယ်အလင်းဝင်တာတွေဂိမ်းတာတွေဖဲလိုက်အောင်ဗျာနော်ဒါပဲတခုတော့ရှိတယ်သူနေပြည်တော်မှာတော့သူတို့နိုင်သေးတယ်နော်ဓမ္မအတန်တို့မြောက်ရီတို့မှာစစ်တပ်ကနေတိုင်းနိုင်အချိန်တိုင်းနိုင်ကြိုက်တဲ့သတင်းကျင်ညာလိုက်စစ်တပ်နိုင်ပြီးသားပဲဒါမျိုးအဲ့တော့သူတို့ကဘာလဲဆိုနေပြည်တော်ကြမှာသူတို့ရှုံးပြီလို့ထင်ပါဒီတော့နောက်ထပ်အားစိအနေနဲ့ထပ်ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ကြောက်ဖြူအမ်ပဒန်ဟာလားအဲ့ဘက်မှာရှိတဲ့တက်တရားအာရခတက်တော်အေးရဲ့တပြိုင်တည်းကြိတ်တာနော်ဒီအမ်ပဒန်နဲ့ဟာဒီကြောက်ဖြူဘက်မှာရှိတဲ့စားကားမာတွေကိုအာရခတက်တော်ကတပြိုင်တည်းကြိတ်တာအဲ့လိုသတင်းမျိုးကြတော့မြမအတန်မှာမကျင်ညာဘူးညောင်တွေလည်းမကျင်ညာဘူးနော်ဘာမဟုတ်တဲ့ဟိုဒေဝါဒီခန်တဲ့ကုမ္ပဏီမှာလက်မှတ်ထိုးတဲ့ကိစ္စကြတော့10ခါလောက်ရှိတယ်ကျင်ညာတချို့ဟာလားဒီလူလိုနားမလဲတဲ့ချင်းကြားတွေရှိသေးတယ်လူလိုဘယ်လောက်ပြောပြောမမှတ်ဘူးဟာလားဘာလို့လဲပထွေးအားကိုနဲ့လက်ပရန်ဘက်မှာ PDF ကသတင်းကိုလာပြီးထောက်လန်းတယ်နော်အဲ့လိုထောက်လန်းတဲ့အတွက်ဘာဖြစ်လဲ PDF ကဂွိလိုက်တဲ့အခါကျတော့မိသွားတာပေါ့နော်အဲ့လိုလဲလာထောက်လန်းတဲ့နှစ်ကောင်လဲမိရောကဲအဲ့မိထားတဲ့နှစ်ကောင်နဲ့တကောင်ဖက်ကနေထပြေးတာအဲ့လိုထပြေးတော့ PDF ကရက်မကြည့်ဘူးလေတိုင်းညောင်းတဖုံညောင်းမအင်းညောင်းလှုပ်လိုက်အောင်ကဲတကောင်ကိန်သွားအောင်အေးစေးထိုင်နေလဲပြီးတယ်နော်နောက်တစ်ခုရှိတယ်စားကမမနိုင်မှန်းသိတဲ့အတွက်နော်ကျွန်တော်ဒေါ်လာရင်းဘက်ကိုမနိုင်မှန်းသိတော့ဘာတွေပြောတာငိမ့်ငိမ့်ရေးဟာလားနော်ငိမ့်ရေးဆိုဟိုလူရှင်တော်ငိမ့်ရေးအရေးကိုပြောတာလားတော့မသိဘူးသူတို့ကငိမ့်ခဏပြောတယ်သူတို့ကအဲ့လိုငိမ့်ရေးလို့ပြောရွေးမဲ့ဒေါ်လာရင်းဘက်ကပြန်ပြောတာရှင်းလေးဒီစစ်ကောင်စီမှာလက်နက်ရှိနေသွေးအာဏာရှိနေသွေးဒေါ်လာရင်းဘက်ကတိုက်ပွဲတွေတော့ဆက်ရှိအောင်ပါဒါပဲအဲ့လိုပြောလဲတော့ဘာဖြစ်လဲစာရွက်လေးတိမ်ဝါကြီးပြန်သွားပြန်ပြီးခဏလောက်နေဟာလားမေ့လောက်ပြီးထင်ငိမ့်ရေးဒါပဲသူတို့အနေထားခေါင်းထားသွားလိုက်ပြန်လာလိုက်ဒီအခြေအနေဖြစ်သွားပြီအဲ့တော့စားကမအနေနဲ့မြေပြင်မှာရှုံးတယ်လို့ဟာလားဒီစပွဲကုံပေါ်မှာလည်းရှုံးတယ်အဲ့လိုအလဲလဲကွက်နဲ့ရှုံးပွဲတွေများနေတဲ့အချိန်မှာကဲသူတို့ရဲ့ ASD ဒီ CIA ကရုရှားမှာဘာလုပ်လဲဟာလားဒီသူသားလုပ်တဲ့မြို့သစ်စီမံကိန်းကိုဟာလားရှယ်ယာမဝင်အောင်လင်းမြန်ကွင်းမှာစောက်ပေးမယ်လို့ပြောတာတော့မှဘယ်နိုင်ငံလုပ်ငန်းရှယ်ယာမှာအရေးမလို့အဲ့တော့ဘာဖြစ်လဲသွားပြီးရှယ်ယာတာခေါ်လိုက်တယ်ဟာလားဂျင်းမိပြီးတော့ကဲအခုပြန်လာတော့မယ်အဲ့တော့ तू မပြန်လာခင်ဟာလားလမ်းကြုံရင်ပြောလိုက်ပါမာလာတို့သတင်းကောင်းရှိတယ်လို့နော်ဘလို့သတင်းကောင်းလဲဆိုရင်ဒီမုံရွာမြို့မှာရှိတဲ့စစ်တင်နန်းပေးနေတဲ့ချင်းကြားတွေနော်လက်နဲ့ကြီးစာမိလို့မနေ့ကတော့ရှော့ကုန်ပြီဟုတ်တယ်ဂိမ်းကုန်ပြီဒါပေမဲ့ဒါပါလေးပဲနော်ဒါတကယ်ပါလေးဒီလိုမုံရွာဘက်ကစကားမှတွေဟာလားလက်နဲ့ကြီးမှန်ပြီးဂိမ်းနေဆိုတာပါလေးပဲနော်ဇူလိုင်လတလမှာတွေဟာလားအရာရှိအပါဝင်300ကျော်လောက်ဂိမ်းသွားပြီနော်ဒါကဇူလိုင်လအဲ့တော့ဇူလိုင်လကိုခဏထားပြီးတော့ဒီစကားမှဘက်ကပေါ့နော်ဒီဩဂတ်လမှာဒီအနိစ္စသဘောနဲ့ကိစ္စချောပြီးတော့ဒီပွဲချင်းပြီးတဲ့ကိစ္စမှာဒီလအတွက်လည်းစံချိန်တင်မှုရှိသေးတယ်ကဲချင်းအဲ့လိုဖြစ်သွားပြီနော်အဲ့တော့ဒီဩဂတ်လမှာလည်းဒီပွဲချင်းပြီးတဲ့ကိစ္စစံချိန်တင်မယ်ဆိုတဲ့ကိစ္စကိုဒီသေစင်းကြီးတဲ့လူတွေကတော့ကဲအခုသုံးသပ်နေပြီခံမှန်းနေပေါ့နော်သူတို့ခံမှန်းတကယ်မှန်းတယ်နော်ကဲအခုပဲကြည့်ဒီသေစင်းကဘယ်လောက်မှန်လဲမမှန်လဲဒီစလင်းဘက်မှာရှိတဲ့စစ်တပ်ဂိတ်ကဲအခု drone စာမိသွားပြီနော်ဘယ်နှကောင်ဂိမ်းလဲဆိုတော့ဘယ်နှပြန်လောက်ဆိုသိရတယ်
ဒီလိုစလင်းမှာရှိတဲ့ gate drone စာမိတယ်လို့ပဲငစုံနဲ့တရားဥပမှာဆိုရင်ဟာလားကျွန်တော်တို့ဒေါ်လာဘက်က PDF တွေကစားကောင်းပေါင်းအမုံကျွေးပလိုက်တာကဲအဲ့လိုအမုံကျွေးလိုက်တဲ့အတွက်14កောင်ဂိန်သွားပြီဒီလို14កောင်ဂိန်တဲ့အပြင်နိုင်ကန်တိုက်ပွဲမှာဆိုရင်ကဲနိုင်ကန်နားမှာရှိတဲ့စားကမရဲ့ကာကင်း3ခုထပ်ပါသွားပြီအရင်နေ့တွေကပါတော့မပြောဘူးဒီနေ့3ခုထပ်ပါသွားပြီအဲ့လိုမျိုးကာကင်း3ခုပါသွားတဲ့အချိန်မှာအဲ့မှာရှိတဲ့ချင်းကြားတွေကဘာလို့လဲညာတွင်းချင်းပဲဗရမ်းမက်ကိုပြောင်းရတဲ့အခြေအနေဖြစ်သွားတယ်ကဲအခုလိုဒီစားကမဟာလားညာတွင်းချင်းမှာတက်ပြက်နေတဲ့အချိန်မှာပဲမဟာလားတယောက်ကတော့ဘီလာလူးနဲ့ရုရှားမှာစားကမအတွက်အကျိုးရှိမဲ့အလုပ်တစ်ခုကိုစတင်လုပ်နေပါပြီအဲ့အလုပ်လေးကတော့ဒီမှာကြည့်ပါဟယ်လိုတွေ့ပြီနော်အဲ့တော့စားကမရဲ့အနေထားကတော့မဟာလာတော့မှ900ရောင်းနေရပါပြီလို့အားစိတ်နေနဲ့တင်ပြရင်နောက်လာမဲ့ဒေါ်လာအားစိတ်စီဒီမှာကျွန်တော်တို့ပြန်လဲစုံစည်းကြမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကိုကြီး92နဲ့200ဘိုးလားတော်လန်ပြည်သူများအားလုံးအတွက်တော်လန်အားစိတ်အစီအစဉ်နိုင်ငံရေးကြောင့်စိတ်ညစ်နေလားစီးရေးကြောင့်စိတ်ညစ်နေလားတော်လန်အားစိတ်အစီအစဉ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့တွေနောက်ဆုတ်လို့မရဘူးပျော့ညံ့လို့မရဘူးအားယုံနေလို့မရဘူးဒါကြောင့်တော်လန်အားစိတ်အစီအစဉ်ကိုကြည့်ရှုခံစားရင်အားတွေယူရရင်အာနာရှင်ကိုကျွန်တော်တို့ဆက်လက်တော်လန်သွားကြမယ်